န်ဒါစင်ကိုခောက်ဆွဲပကံလုံးထဲတွင်ပင်းငပိတုံးစွန်ပင်းငမြ၏အရှုနှစ်စွန်ပင်းငမြ၏အကြည့်နှစ်စွန်ပင်းငမြ၏အနောက်တစ်စွန်နှင့်တကြားတစ်စွန်တို့ကိုရောမွေထားပါစီပူလာရင်တော့အဒါစင်ကိုများကိုအယောင်ပြောင်းသည့်တီချော်ပေးပါချစ်တော်မိတ်နှင့်ချစ်သူဖြူသားပြောင်းရိုက်များထည့်ပါဆက်ထားသောစော့ကိုလောင်းထည့်ပြီးအနက်မွေးလာအောင်ကြော်ပါပြောင်းမှုမုံရဲ့နဲ့ငယ်ထည့်ပြီးစောပြစ်လာသည့်အထိတည်ပါဖြူထားသောခောက်ဆွဲပေါ်တွင်စော့ကိုလောင်းပြီးတခွားသည့်မုံလာဦးနီတိုးဖြင့်တွဲဝက်ထားသုံးနိုင်ပါပြီခင်ဗျာနေ့ကျဲဦးစောဆန်းခောက်ဆွဲပင်းသက်မြရဲ့အနောက်တစ်စုံအကြည့်နှစ်စွန်ပင်းကပိတုံးစွန်နဲ့တကြားအနေငယ်ရောထားပါကျဲဦးသုံးလုံးကိုအရင်ကြော်ပြီးခဏဖယ်ထားပါချစ်တော်နီစီးတက်ပြီးဆက်ထားသောစော့ထည့်ပါကြော်ထားသောကျဲဦးနဲ့ငရုတ်သီးစိမ့်ငရုတ်သီးနီများထည့်ပြီးမိပင်းပြင်းဖြင့်ကြော်ပါခောက်သေးဖို့တွင်စမ်း၍သုံးဆောင်နိုင်ပါပြီခင်ဗျာတို့ငရုတ်သီးစိမ့်ကျဲဦးခောက်ဆွဲငရုတ်သီးစိမ့်များကိုအကွင်းလိုက်လိကြပါစောအတွက်ပင်းနဲ့မြ၏အကြီးအနောက်ခယူစီပင်းကပိနဲ့ပြောင်မှုမုံရည်တို့ကိုရောဆက်ထားပါကျုပ်ကိုအရင်ကြော်၍ဖယ်ထားပါချစ်တုံပြူစီတက်ပြီးငရုတ်သီးစိမ့်များထည့်ကကြော်ပါကျုပ်နဲ့စောရည်လောင်းထည့်ပြီးပြစ်လာလျင်ခောက်ဆွဲပေါ်ဆန်းချနိုင်ပါပြီခင်ဗျာကျုပ်ဟင်းဒီဟင်းရွက်ခောက်ဆွဲကြော်ခောက်ဆွဲကိုပြုတ်ပြီးရေးဖြစ်စေပါစီနစ်ပင်းနဲ့မြ၏အနောက်အနေငယ်ဖြစ်နေထားပါကျုပ်လီလုံးကိုကြော်ပါဝက်ဘူးကြောင့်ဖဲပင်ပေါင်းနဲ့မုံရင်းစိမ်းများထည့်ပါနေရသောခုံစဲများထည့်ပြီးခြားချက်သားမှုချစ်တွန်မိတ်ချစ်တွန်ဖြူတို့ဖြင့်အရသာသွင်းကမိပြင်းပြင်းဖြင့်2မိနစ်ခန့်ကြော်၍စားသုံးနိုင်ပါပြီခင်ဗျာနော်အာလူပဲတီခောက်ဆွဲပေါင်းဝတ်သားတုံးတက်သားကိုစီထွက်အောင်ကြော်ပေးပါချင်းချစ်တွန်ကျူမယုတ်တီချောက်အာလူနဲ့ဘဲဒီများထည့်ခါကြော်ပါပင်းနဲ့မြရီဟင်းချက်ရက်စားချက်သားမှုနဲ့ဟင်းကမုံတို့ထည့်ပါရင်နွေးထည့်ပြီး7မိနစ်ခန့်တည်ပါဟင်းရတစ်ခွက်ခန့်ခတ်ထားပါခေါက်ဆွဲအစိမ်းကိုအပေါ်ကတင်ပြီးအဖုံးအုပ်က10မိနစ်ခန့်ပေါင်းပါခထုတ်ထားသောဟင်းရည်ကိုပြန်ဆန်းပြီးခမအောင်မွေးပေးပါချစ်တွန်ပြူနဲ့ချစ်တွန်မေဖူးပါအနက်မွေးပြီးစားလူကောင်းမှတေးကြပါပဲခင်ဗျာရှောက်စီပူလောင်းခေါက်ဆွဲပြကြီးများကိုမုံရင်းစိတ်ဘဲပင်ပုတ်တို့နေရတူပြုတ်ပါပကံတဲတွင်ရှားလကရီပန်းစံပြရည်နဲ့ချက်သားမုံတို့ထည့်ပါခေါက်ဆွဲပြုတ်များထည့်ပြီးအပေါ်မှချစ်တွန်ပြူချစ်တွန်မိတ်ဂေယုတ်သီးမုံနဲ့နမ်းဖြူတို့တင်ပါစီပူပူကိုဂေယုတ်သီးမုံပေါ်နောင်းထည့်ပြီးဓမ္မအောင်မွေပြီးစားသုံးနိုင်ပါပြီခင်ဗျာခွန်ခရညင်တီကျဲဦးခေါက်ဆွဲပြုတ်ကျဲဦးကိုကြော်ပြီးဖယ်ထားပါချစ်တွန်ပြူချစ်တွန်မိတ်စီတက်ပြီးခရညင်တီများထည့်ကြော်ပါဟီထည့်၍စားချက်သားမုံပင်းငမြရီတို့ဖြင့်အရသာတွင်မှာခေါက်ဆွဲနဲ့ဝက်ဟူကြောင်များထည့်ကပြုတ်ပါနောက်ဆုံးမှာကြော်ရသောကြောက်ဦးနဲ့မုံနေစိမ့်ထည့်က2မိနစ်ခန့်တည်၍စားသုံးနိုင်ပါပြီခင်ဗျာရှင်းစဲဟင်းရီတောက်ခေါက်ဆွဲပကံလုံးထဲတွင်ချက်တွန်မိတ်ချင်းချက်တွန်ကျူနှမ်းနဲ့ဂီယုတ်ဒီမုံတို့ဖြင့်ကစီပူလောင်းပါရှားလကရီပင်းငမြရီနှမ်းစီနဲ့နမင်တို့ထည့်ပါခေါက်သေးပြုတ်ရီလောင်းထည့်ပြီးခေါက်သေးပြုတ်များထည့်ကထူးဆောင်နိုင်ပါပြီခင်ဗျာ